အားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါရှင် public bank ကနေပြီးတော့တခြားဘဏ်ကိုပတ်စံထုတ်เสียမလို့ပဲနဲ့တခြားဘဏ်ကို transfer လုပ်နည်းကိုတင်ပေးပါမယ်เนาะဒါလေးတစ်ချက်လေးကြည့်ပေးပါကိုယ့်ရဲ့ bank က public bank ဆိုရင် bank ကိုထဲမှာထည့်မယ်ထဲမှာထည့်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ bank ကထည့်ပြီးသွားလို့ရှိရင်เนาะခဏဆောင်လိုက်ပြီးလို့ရှိရင် press to continue လုပ်မယ်ပြီးရင်ဘာသာစကားရွေးချယ်မယ်ပြီးသွားလို့ရှိရင် ATM ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ password ကိုနှိပ်မယ် Okay ကိုယ့်ရဲ့ password နှိပ်ပြီးတဲ့အချိန်မှာ saving account ကိုနှိပ်မယ်ဟုတ်ပြီနော် saving account ကိုနှိပ်ပြီးတော့ဒီခဏစောင့်မယ်ပတ်စံကိုသူများကိုဒီပတ်စံထုတ်เสียမလို့ပဲနဲ့ကိုယ့်ရဲ့ public bank account တွေကနေသူများ bank account တွေကို transfer လုပ်မှာဖြစ်တဲ့အတွက် transfer loan replacement do it now ဆိုတာကိုနှိပ်မယ်ပြီးရင်ဒီ number 2ပေါ့နော်interbank instant transfer ဆိုပြီးတော့ဒီဥစ္စာကိုနှိပ်မယ် Okay ပြီးသွားလို့ရှိရင်ကိုထည့်ပေးမယ် bank ပေါ့နော်ဒီမှာကြည့် bank တွေကြာလာလိမ့်မယ်အဲ့ဒီ bank တွေကနေပြီးတော့ကိုကြိုက်တဲ့ bank ကိုထည့်မယ်ဆိုရင်ဒီမှာကြည့် May bank ကိုထည့်မယ်ဆိုရင် May bank ကိုနှိပ်မယ်ပြီးလို့ရှိရင် yes ကိုနှိပ်မယ်ပြီးရင်ဒီမှာ saving current ပေါ့နော်အဲ့ဒီကိုထည့်မဲ့ bank account က saving ဖြစ်ရမယ်ပြီးရင် bank account number ရိုက်ထည့်မယ်နော်ကိုထည့်မဲ့ bank account number ရိုက်ထည့်မယ်နော်ကိုရဲ့ထည့်မဲ့ bank account number ကဒီမှာကြည့်5 6 4 2 3 3 3 4 4 4 Okay ကိုရဲ့ bank account က5642339344324မှန်ဘဏ် bank account ကိုပြန်ကြည့်မယ်နော်ပြီးရင်မှန်တယ်ဆိုလို့ရှိရင်300နဲ့54 sorry 300ချက်ကိုထည့်ခြင်းတဲ့ amount ကို enter နှိပ်မယ်ပြီးရင်သူပြလာလိမ့်မယ် bank account ရဲ့နာမည်ရဲ့မှန်ဒီမှာကြည့် bank account ရဲ့နာမည်ရဲ့မှန်ပြန်စစ်မယ်ဒါ bank account ဒါမှန်ဒါသူ့ရဲ့နာမည်ပေါ့နော်မှန်တယ်ဆိုလို့ရှိရင် yes ကိုဆက်နှိပ်မယ်ဟုတ်ပြီနော်ဒါကတော့ public bank ကနေပြီးတော့ May bank ကို transfer လုပ်တဲ့ဟာနော်ပြီးရင်ဒီမှာ select ကလေးထွက်လာပြီဒီ select ကလေးထွက်လာပြီးရင်ကိုတင်ထားမယ်ပြီးရင်ကိုကောက်ကိုပြန်ယူမယ်နော်ကျေးဇူးတင်ပါတယ်ရှင်